တို့တရားထူးဆန်းနေဟောလိုက်မယ်မင်းတို့မသိရသူပြောရတယ်ထူးဆန်းလိုက်တာမြတ်စွာဘုရားကိုယ်တိုင်ပဲထမင်းခူးစားတယ်ပြောတော့ဟောအမေရိကမှာဟောတယ်အဲ့ဒီဘိုကောကဓမေစီရီရတဲ့ပြောလိုက်လို့ရှိရင်သူများနဲ့မတူတဲ့ထူးဆန်းတယ်မဟုတ်ကောက်တယ်သိပ်ပြောတယ်တဲ့ no မဟုတ်ကောက်ကမဟုတ်ပါဘူးဂတိကာရပုံနာဂရိကာရအိုးထိန်တယ်ကြီးဟာဖယားရှင်ကတ္တဗဖယားရှင်နဲ့တအားယဉ်နေတယ်ဂေါရမဖယားရှင်ကိုပြောတာအဲ့တော့တို့ဂေါရမဖယားရှင်ကဇောတိပါဠလွတ်တယ်အဲ့ဒီဂရိကာရအိုးထိန်တယ်ကြီးကအိုးတော့မေနဲ့ဖေကမျက်စိမမြင်ဘူးဖယားရှင်အိမ်နဲ့ကြွတယ်တဲ့ပြောတာအရက်စကားနဲ့ပြောတော့ဖယားကိုကွာတယ်အိမ်နဲ့ဖယားပဲတဲ့ဘာလို့အိမ်ကြွမှာလဲဟာအယူပဲကြွတယ်ဟာတော့ပြောပပါဠိကိုထုတ်ပေးလိုက်မိတ်တူကူးပေးလိုက်ဖယားရှင်အဲ့ဒီဂရိကာရသူ့တငယ်ချင်းအိမ်ကိုဖယားရှင်ကြွသွားတယ်ကြွလိုက်ကြွသွားတာကြီးလားဆိုတော့မဟုတ်ဘူးတခါကြီးတို့ငါဖယားရှင်မှာဆိုဩဒါလည်းလောကုတ္တရာတာကြီးပဲလေအေးအရှင်မယားရဲ့အရှင်မယားတို့ရဲ့တငယ်ချင်းဖြစ်တဲ့ဂရိကာရတော့မြေကြီးတွေသွားကြည့်တယ်ကိုအိမ်မှာမရှိဘူးဘယ်ရှင်ရှိပြီလဲဖယားအကယ်၍များလေဆွန်းဖုံးမင်းရင်မြန်တန်တယ်ဆိုလို့ရှိရင်အမေနဲ့အဖေကမျက်စိမမြင်ဘူးတခါကြီးနဲ့တခါကြီးမျက်စိမမြင်လို့အိုးတွေထဲမှာထမင်းဟင်းရှိရင်ကိုယ့်ဘာသာကိုယ်ပဲကပ်ပြီးသားခုခတ်စားဆိုဖယားကိုယ်တိုင်သာမန်ရေးကကိုယ်တိုင်ပဲရောင်းမနဲ့ခူပြီးစားတယ်ပါဠိတော်မှာတိုက်ရပါကိုမမြင်ဘူးရင်အတာနေလိုက်ချက်ချင်းပြောလိုက်တော့တာပဲဟုတ်တယ်နော်ဆက်ပါတယ်လေဆရာဦးလို့မို့စာပေထဲမှာဂရိကာရသုတ်ဆိုတဲ့သုတ်ထဲမှာမြတ်စွာဘုရားရှင်ကိုယ်တိုင်ပဲထမင်းကိုကိုယ်တိုင်ခုခတ်ပြီးဘယ်သူမှမကပ်ပါဘူးနှုတ်နဲ့ကပ်လိုက်တယ်မျက်စိမမြင်ဘူးလေကြည့်လို့လေဟိုမိမကိုဝင်းကြီးနဲ့မထနိုင်ဟဲ့ကိုယ်တိုင်ကပ်တာတိကဒနာရှင်မင်းကကိုယ်တိုင်တော့မကပ်နိုင်မစားညင်ကြွလို့ပြောလိုက်မှာဒါပဲရှိတယ်ဟိုဘိုက်ကြီးတယ်ကြီးလေရတယ်ဖုံဖုံဘုရားတပည့်တော်လေဟိုခင်မင်းကိုမောကိုငွေဆိုးတော့လေအပြင်ရွှေရောင်းသွားတယ်ခင်မင်းမိတော့လဲမပေါ့မပိုင်းနဲ့မွေးကန်ကြီးဖြစ်နေတယ်ဖုံဖုံကပ်ပါတယ်ဘုရားရတယ်ကွက်နဲ့ခူးစားကောင်းတယ်ဗုဒ္ဓရဲ့လောတွေအဲ့လိုမျိုးရှိတယ်စီကံဥပဒေအသေးကြီးမှမထားနဲ့အသေးကြီးမှမထားနဲ့ဟောကိုဘာလဲကွန်းဆိုအသေးကြီးမှဒါဘုန်းကြီးဆိုရင်ကပ်မယ်ကင်တာအသေးကပ်မယ်မဟုတ်ပါဘူးဟိုဘက်ကန်းနဲ့ဒီဘက်ကန်းဟာအရှင်များတို့ဘုရားအတန်ကလေးကြီးညိုလိုက်တာဘုရားထညက်လှေးကြီးလေထညက်လှေးကြီးနဲ့ဘယ်လိုလုပ်မလဲရတယ်တက္ကမကြီးလှမ်းပစ်တယ်ဖမ်းတယ်မိတယ်စားလို့ရတယ်အိုးမြောက်နိုင်ဝတ္ထုလေးတစ်ခုကမြောက်နိုင်ရမယ်မြောက်နိုင်ဝတ္ထု3ခုပေးခြင်းခံခြင်း2လောက်တယ်ဝေးနေတယ်မှာခင်မီတောင်လှမ်းလို့ဝေးနေတယ်ရတယ်တောင်ဝေးလေးနဲ့လှမ်းထိတယ်ရတယ်ခံခြင်း2လောက်လက်နဲ့ခံလဲရတယ်အရှင်မြတ်ကံမှာကင်မှာပဲမဟုတ်ဘူးတောင်ဝင်းလှမ်းထောက်တယ်ရတယ်ကာယပရိပဒခံခြင်း2လောက်ခန္ဓာ2ခုနဲ့ခံရတယ်3ခုပေးခြင်းနဲ့ရိုးရိုးလေးကတ်တယ်ပြစ်ပေးတယ်ရတယ်ဟုတ်လိုက်သလားရောတော့ပါဠိတော်ရောထုတ်ပေးလိုက်ဟာပြောမြန်မာပြန်ပြောကွတ်မြန်မာပြန်ထုတ်ပေးဟုတ်တယ်နော်ဖခင်တမ္မာသမ္ဗုဒ္ဓသည်ကိုတော်တိုင်မင်းထမင်းကိုခူး၍ခတ်၍ဖုံးမိသွားတယ်ဟုတ်တယ်နော်ဟုတ်တယ်လေဟုတ်လို့ငါဟောတာလေဟုတ်ပြဟုတ်တယ်နော်တခါဒီလိုပဲမုံရမှာတရားဟောတယ်